ပြောပြောပါပါကေကြစမ်းပါကွာဘာလို့သူတို့ကမလို့မြည့်ရက်နေကြတာလဲငါတို့ကိုဖျော်ဖြေခိုင်းလိုက်စမ်းပါသူတို့ဒါတဝက်တီမတက်ဖိလမနီဦးဆိုရင်ဖျော်ဖြေရမှာပေါ့မင်းဒါကိုသဘောကျမှာပါအော်သူကခိုင်းတဲ့အချိန်မှာဟိန်းတာလားဒါမှမဟုတ်မင်းမတင်ပေးထားတာလားပွဲစစီတော့ငင်းငင်းလေးတော့ကိုမြင်မြန်လက်မဝင်ဘူးဖြစ်နေတယ်အားနဲ့လက်အားနဲ့တာလက် Telos ဒါကကျေးညိုရောင်ဘလူးကြီး Telos ပဲမီးတောက်တွေတမနီတွေနဲ့တွန်းလှုပ်ထားတဲ့ကျေးညိုရောင်အရှင်သခင်ကြီးရဲ့ကျွန်တော်ကိုချမ်းသာပေးပါအရှင်ဖျားအရှင်ဖျားရဲ့အင်အားရှိမှကျွန်တော်တွန်းထောက်ပါတယ်ကျွန်တော်အသက်ကိုတော့မယူပါနဲ့အဲ့ဒီထိတ်လန့်တုန်လုံမှုကအစ်စ်အမှန်ပဲဒီမြင်ကွင်းကိုတဏီကုံထိုင်ကြည့်နေလို့ရတယ်အေးလေငါထိတာပေါ့မင်းကတခုခုကိုထိုင်ကြည့်နေရရင်အတော်လေးစိတ်ရှိတာပဲကိုယ်တိုင်တွေးထွက်တန်ရုံမထိရတာကစိတ်တတရရစရာထင်မှာပေါ့ဒါပေမဲ့မင်းကတော့အဲ့ဒီလိုကြည့်နေရတာကလှနေတာပဲသူကချမ်းချမ်းခံနိုင်တယ်ဘယ်သူမှမခံနိုင်ဘူးဒါပေမဲ့ဒါကသူ့ကိုတားဆီးနိုင်မှာမဟုတ်ဘူးငါသိပါတယ်စွမ်းအားငါမစောင့်နိုင်တော့ဘူးအပူရှိန်ဟောဒါကဖြစ်တဲ့နာမဟုတ်ဘူးမိမမင်းကိုအံ့ဝါစေချင်တဲ့လူတွေကိုရွေးချယ်တတ်တဲ့ပါရမီရှိတာပဲဒူးထောက်ဖို့ညှင်းဆန်တဲ့လူတစ်ယောက်မှာဆွဲဆောင်မှုတစ်ခုရှိတယ်လीဒီလိုတတိမျိုးကပလင်ကိုမလှုပ်ခတ်စေဖို့ပဲငါမျှော်လင့်တာပဲမင်းကသားရဲတစ်ကောင်ကိုလိုချင်ခဲ့တာမင်းငါကိုငှက်မှုအောင်ထားခဲ့တယ်တန်ကြိုးနဲ့ချီနှောင်ခဲ့တယ်ပြီးတော့မင်းရဲ့မိစ္ဆာတဲ့စီငါ့ကိုအစာအထစ်ကျွေးခဲ့တယ်အခုကျတော့မင်းကအံ့ဩနေတယ်ပေါ့လीငါကမင်းရဲ့သူရဟောင်းမဟုတ်ဘူးငါ့ကိုကြည့်လိုက်စမ်းဒါဟာမင်းကိုယ်တိုင်ဖန်တီးခဲ့တဲ့အရာပဲဒါကအမြဲပဲရှိသေးတယ်ပွဲကြီးပွဲကောင်းကိုထုတ်ခဲ့စမ်း